ကျွန်တော်မကွေးတိုင်းဒေသကြီးမကွေးမြို့နေ့စဉ်တက္ကနာစလောင်းတင်ဓမ္မဖြစ်ပါတယ်ဗျာကျွန်တော်စလောင်းတင်ပြည်နေရတော့လမ်းမတော်လမ်းဥပ္ပယအေယာဝီတရတိမှာတရှိပါတယ်ဗျာအတင်းကြီးကတော့မကွေးမြို့မှာရှိတဲ့ခန္ဓာဒုရဝိပဿနာဒုရနှစ်ဖြာကျင့်သုံးစောင့်တည်နေကြတော့တန်ဃာတော်ရှင်သူများပေါင်း1350တို့ဟာအောင်စမြကိုနေ့စဉ်ဝိပြည့်လူတန်းခဲ့တဲ့အပြီးဖြစ်ပါတယ်ဗျာဝါရင်းကာလမှာဆိုရင်တော့1550တိကျွန်တော်လောက်လူပါဖြစ်ပါတယ်ဗျာဒီရက်မှာမပြတ်ခဲ့တဲ့ကျွန်တော်ဒီတက္ကရာဆလွန်ကြီးဖြစ်ပါတယ်အဲဒါကြောင့်အသိဉာဏ်လည်း69နှစ်ထဲရောက်ရှိလာပါပြီဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဒီတက္ကရာဆလွန်ကြီးရဲ့မြို့လုံးကျွန်းစံတဲ့စုစည်းဒီကံပွဲကိုလည်းလာပြီးကျော်ဟိုခုရနေ့ထိနေ့တလ2026ကနေပြီးတော့17ရက်တလ2026ဒီ22ကြိမ်မြောက်မြို့ထဲမှာလိုက်ပြီးတော့လူခံတော့မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုင်မှုလေးတင်ထားပါ1389ခုနှစ်ကျော်သူလန်17ရက်29ရက်12လ2025မိနစ်မိနစ်အုံဆုံးအဖြစ်ရှင်များတော့တစ်ဖက်မိရများရည်စုဥထားပြီးတော့စွန်တကာကြီးညွညွစွန်တကပါကြီးဒေါ်သက်နှီးတာလီမောင်ဟင်းနန္ဒာစောမိသားစုအမှတ်222လမ်းရံပေးဝင်းမြို့နေပြီးတော့စွန်တကပါကြီးဒေါ်သက်နှီး53နှစ်မြောက်ဝိစာဒမွေးနေ့မှာဖြစ်အထိမ်းအမှတ်ဖြစ်စက်ကလောင်းလုံးမှာဖြစ်ပါလေဗျာဒါတော့ကျွန်တော်မကွေးမြို့ဒီစင်တက္ကနာဆလောင်းတင်တမောင်မှာဂိမ်းဝင်းဆန်ပေးနေတယ်တရားမှုမြတ်စွာဘုရားဖြစ်ပါလေဒါတော့ကျွန်တော်မနေ့ကဒီမှာဒါဆွင်းနေတင်မဲ့ဇပွဲပါလေဟိုဘက်ကပေါင်းရီကျွန်တော်တို့ဆွန်းနေလောင်းမဲ့နေရာပါဖြစ်ပါတယ်ခင်ဗျာဒါတော့မနေ့ကမကွေးမြို့ဒီစင်တက္ကနာဆလောင်းတင်မှာမနေ့ကအောင်စုခုရမေစွန်တနာလူရှင်ဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဆုံးလူတော်ရှင်ဒါရီလူကကွန်ပျူတာပြဖြစ်ပါတယ်ခင်ဗျာမနေ့ဆိုဒီမှာဆရာတော်တရားချင်းနဲ့ပြင်ဆင်ပြပါခင်ဗျာရည်စက်ခွင့်များလည်းအစင်းလေးပြင်ဆင်ပြပါဖြစ်ပါတယ်ခင်ဗျာမနေ့ကဆုံးလုံးရည်စက်ချရည်သက်သွင်းချမပြပြမှာဖြစ်ပါတယ်ဒါတော့တော်မူရသားမှုဆရာတော်ဖျားကြီးမပြန်လို့ကဟောရတာပြီးခဲ့တယ်ဟောရတာတထားပါခင်ဗျာကျွန်တော်ဒါလည်းဆရာတော်တတိယပစ္စည်းရင်းကြီးကြီးဆိုကြအောင်ဆရာတော်ကြီးလေးမှုတဲ့ဆရာတော်လက်မှတ်ဆရာကြီးဘွဲ့အကုန်လုံးတက္ကရာဆလောင်းဒီရဲ့ဟောရစီဆရာတော်ဖျားကြီးပါခင်ဗျာဒါတော့ကျွန်တော်တို့တင်းကြီးမှာကြောက်ပြီးတော့ဆုံးခံတဲ့ကျောင်းတွေဖြစ်ပါတယ်ခင်ဗျာ1350စက်ကတူထားမှာဖြစ်ပါတယ်ကျောင်းပေါင်းစုံပေါ့ဒါတော့တင်းဥက္ကရာကြီးပါခင်ဗျာတင်းဥက္ကရာဆရာကြီးတဲ့ထုံးဟာနေ့စဉ်တက္ကရာဆလောင်းဒီကြီး1992ခုနှစ်ကနေ1914ခုနှစ်ထိစွမ်းသက်တမန်ဆောင်ခဲ့တဲ့အသင်းကြီးကိုစတင်ပြီးတည်ထောင်ခဲ့တဲ့အသင်းရဲ့ဒီထောင်ခဲ့တဲ့ဆရာကြီးဖြစ်ပါတယ်ခင်ဗျာဒါတော့ဆရာကြီးနောက်ဆုံးရေးသွားတဲ့စာတမ်းမာရဏီဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးစကားလေးကိုနှုတ်ဆက်စကားလေးပါဒီရွှေထူးဆောင်လေကျွန်တော်တို့ဝိညာဉ်မရဖျားလန်းဒီအဖရွှေပရင်ဆရာကြီးဦးညမောင်မိဒေါခင်ဘူးတော်ဟာကျေးဇူးကုန်အောင်ပြည့်ပြီးတော့ဆရာကြီးဦးဝေကိုဒေါ်နုလူခင်သားသမီးမြေကိုင်နုကိုမိသားစုကနေပြီးတော့1965ဝါဇလာပြည်နယ်မှာ7ရက်9လ2003ခုနှစ်မှာဒီရွှေထူးဆောင်ကြီးကိုထူထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါမှမဟုတ်ဒီတက္ကနာဆလောင်းတင်းရဲ့ဆွန့်ချက်ဆောင်ဖြစ်ပါခင်ဗျာမနေ့ကအောင်စုံများကိုဆရာတော်များကိုစက်ကလူတန်းနေရတဲ့အတွက်စတင်ပြီးတော့ဆုံးလေးပေါင်းနေပါခင်ဗျာဘယ်ကုန်းဘာရိုက်ဘာလုပ်နေရခင်ဗျာဟုတ်ကဲ့အဲ့ဒါပဲကျင်တော့မနေ့ဘိုင်းနေတော့မှာဆုံးရဘိုင်းနေပါခင်ဗျာဆုံးရကျော်အလူငကြောဟုတ်ကဲ့အလူငကြောဟောပင်းဟုတ်ကဲ့ငပိစီကျော်ပါသေးတယ်မရချငပိဘာချောင်းကျော်ပါတယ်ခင်ဗျာဟုတ်ကဲ့တည့်ချင်းတို့ဖို့အတွက်ကျွန်တော်စက်သူမေးတွေလှီးနေပါခင်ဗျာဟုတ်ကဲ့ဒါကတော့စွန်ပေါင်းလေးပါခင်ဗျာဟုတ်ကဲ့စွန်လေးပေါင်းပြငပိဘာချောင်းကျော်လေးကျော်ပြီးပါခင်ဗျာဟုတ်ကဲ့ဦးကြီးဘာချက်နေတော့ဟုတ်ကဲ့ပဲချက်နေဟောပေးရမလို့ခင်ဗျာလူငကြောပဲဟုတ်ကဲ့ပဲဘလောက်ပဲပဲနှစ်ပြီတော့ခင်ဗျာဟောပဲဆေးပြီးချက်နေပါခင်ဗျာမလို့ခင်လောင်းမှုအတွက်ဟောပဲဝီစီရောချုပ်ပြီးပါအလူငယ်ရဲကြော်ပြီးနော်လူငယ်ကြော်လဲဟုတ်ကဲ့ဟုတ်ပဲကြီးဒီငရုတ်ဒီငပိရဲကြော်ထားပါခင်ဗျာဟုတ်ကဲ့တချောက်ကတော့ကျွန်တော်2လောက်ဂျူတင်းကြော်ရတယ်ခင်ဗျာလူငယ်ကြော်ပါလိဟုတ်ကဲ့ဟောကြော်ပြီးပါပြင်ဆင်ပြီးပါဒီမှာပဲပဲဟောဒါပဲချင်းနေကျွန်တော်ဟောကြည့်ပါဗျာပဲချင်းတော့ခုနကကျွန်တော်တို့ကျက်သမီးနဲ့ကျွန်တော်
ပဲကျင်တုတ်ပြီးတော့လည်းလှူဒါန်းမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မဝိမီဝရှိခန္ဓာဒုရဝိပဿနာဒုရအနေပြကျင့်သုံးဆောက်တည်ကြတော့တန်ဃာတော်ပါ1350တို့ဟာနေ့စဉ်ဝိမပြည့်အောင်စင်းလောင်းလှူနေတဲ့မကွေးမြို့နေ့စဉ်တန်ဃာနာဆလောင်းကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အတင်းကြီးကိုတည်ထောင်ခဲ့တာ69နှစ်ရှိသွားပြီခင်ဗျာ69နှစ်တိုင်တိုင်ဒီရဲ့မှာမပြည့်ခဲ့ပဲကိုဗစ်ကာလမှာလည်းမပြည့်ခဲ့ပဲနဲ့ကျွန်တော်တို့အသေးကနေပြီးတော့စိုက်ထုတ်ပြီးတော့3နှစ်အတွင်းလောင်းလူခဲ့ပါတယ်ခင်ဗျာကျွန်တော်အနေရမှာရန်ရှင်လူပေါင်းနိုင်ငံခြားမှာရောက်ရှိနေတဲ့ရွာပြည်သူတွေများလည်းစလုံးတင်းကြီးကိုလှမ်းပြီးတော့ကုသိုလ်ဖြစ်အောင်စများလောင်းလူပါတယ်ခင်ဗျာလောကမညလှူဒန်းခြင်းစုံလင်တဲ့လှူဒန်းခြင်းများလည်းအစောင်းများလှူဒန်းခြင်းများလည်းဆောင်ခဲ့ပါတယ်ခင်ဗျာဝင်းမျိုးနေစဉ်တန်ခါနာစလုံးတင်းကြီးကိုကျွန်တော်တို့အောင်စများတန်တိကမြောက်မြို့လုံးကျွအောင်စများစက်ကလောင်းလူခြင်းရနော်ကျွန်တော်တို့နေ့တန်ခါနာစလုံးတင်းကြီးဆက်သွဲပြီးတော့ကျွန်တော်လောင်းလူရပါတယ်ခင်ဗျာကျွန်တော်ရှင်များယူပြီးမိမိလောင်းလူခြင်းနဲ့မိများနဲ့ကျွန်တော်အကောင်းဆုံးဖြစ်အောင်စီမံပြီးဆောင်ရွက်ပြီးမှပြပါမယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆုံးပြတဲ့မြင်များလဲကျွန်တော်တို့သိန်းပေါင်း2900ဒါလည်းဖန်ဒီမှာအထားပြီးရရှိအတိုးညွန့်နဲ့အလူရှင်ပြည့်တဲ့မှာကျွန်တော်လောင်းလူပေးရဖြစ်ပါတယ်ခင်ဗျာကျွန်တော်အတိုးညွန့်နဲ့အဲကြောင့်နေနေရရှိမဲ့ရန်ရှင်လူပြည်သူပေါ့ကိုစိနေပါချမ်းသာကြပါသည်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ဝတော်မူကြပါစေဘာသာနည်းအကျိုးကိုလည်းစတယ်ဖို့တေဖို့ထမ်းဆောင်နေကြတော့ပုဂ္ဂိုလ်များဖြစ်ကြပါစေအမျိုးဘာသာနာကိုစတယ်လို့ထမ်းဆောင်နေကြပုဂ္ဂိုလ်များဖြစ်ကြပါစေဇီဝဥစ္စာရာထူးကုန်တွေများလည်းတိုးတက်ကြပါစေအန္တရာယ်ကင်းပြည့်ရှင်းကြပါစေ96ပါးယောဂများလည်းကင်းရှင်းကြပါစေသစ္စာတရားမြတ်တရားကိုကျွန်တော်မဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြင့်သစ္စာတရားမြတ်တရားများကိုတရားဥတရားများနဲ့နိဗ္ဗာန်တိတည်နိုင်ကြပါစေကြောင်းမကွေးမြို့နေ့စဉ်သံဃာဒါနဆွန်လောင်းသိကြီးမှာဆုတောင်းမြတ်တာများပုဒ်တာပါရခင်ဗျာရှင်တူပါခင်ဗျာ